အိမ်မှာရှိတယ်ဟင်းရွက်စုံတယ်အရေးတောင်ဟင်းလေးတစ်ခွက်ချက်မယ်ပေါ့နော်ကိုတောက်ရွက်လေးတွေခူးလိုက်ပါတယ်အဲ့ဒါအိမ်ရှိမျက်နှာစာမှာစိုက်ထားတဲ့ကိုတောက်ပင်လေးပါအိမ်ရှိမျက်နှာစာမှာပဲစူပုတ်ကြီးလေးစိုက်ထားပါတယ်စူပုတ်ကြီးပြင်မှာခူးလိုက်ပါတယ်အိမ်ပေါ်မှာတပင်းနဲ့ပေါက်နေတဲ့ရှစ်ဖျုံပင်ပေါ့နော်ရှစ်ဖျုံညွန့်လေးလည်းတညွန့်လေးပေါ့အဲ့ဒါလေးလည်းခူးလိုက်ပါတယ်တရရန်ကစွန်းခင်းလေးကစွန်းခွန်းလေးရဲ့လည်းကစွန်းရွက်လေးတွေခူးလိုက်ပါတယ်ကစွန်းခင်းလေးလည်းခူးလိုက်ပါတယ်ဒါလေးကစွန်းတိုးပေါ့စိုက်ထားတာဟိုဘက်ကလည်းတိုးစာစိုက်ထားတယ်ပေါ့နော်အဲ့ဒါကြွားတာပါခုလူစားလို့တော့မရသေးဘူးပေါ့နော်အဲ့ဒါလေးကတော့မုံလာဦးအဖြူလေးရဲ့ရစားမုံလာလေးရဲ့ရုံပရီပင်လေးလည်းစိုက်ထားပါတယ်ချမောင်ခါလေးတွေရောပေါ့နော်အဲ့ဒါလေးကတော့မုံလာဦးအဖြူပေါ့နော်ဥစားရမရတော့မသိဘူးသူကတော့လောလောဆယ်အရွက်တီစားရတယ်ပေါ့နော်ဟင်းချက်ထားအရွက်တီစားပါတယ်ရုံပရီပင်လေးလည်းကြွားတာပေါ့နော် organic စစ်ရုံပရီလေးတီးစားပါမယ်ဘူးပင်လေးပေါ့နော်ပပင်သေးတော့ဘူးပင်လေးပေါ့အရွက်တလက်အစုံရေးစိလိုက်ပါတယ်တတပြူလေးထောင်းထားပါတယ်ဒါပြည့်ပြည့်ငပီတောင်းဘူးလေးပေါ့နော်ငပီတောင်းလေးလည်းအပါမကောင်းတာလေရုပ်ပြီးစိမ့်လေးပါရှင်ရေလေးကိုပြုတ်ဖို့အတွက်ရေလေးတီးတန်းကိုမိဖွင့်လိုက်ပါပြီရုပ်ပြီးစိမ့်လေးကိုက်ထဲတယ်ပြည့်ပြည့်ငပီတောင်းဘူးလေးထဲတယ်တတပြူထောင်းတာလေးထဲလိုက်ပါတယ်စီလည်းမသုံးဘူးပေါ့နော်ဟေးတော့ဆိုစီမလို့ဘူးလေနော်တော်ဟင်းလေးပေါ့တော်ဟင်းလေးတစ်ခွက်အရွက်စုံလေးကိုထည့်လိုက်ပါတယ်ပတ်စံတပြားမှကုန်ပါဘူးရှင်နောက်ပြီးဈေးဆိုင်ထည့်ထားတာတဲ့စားရင်ကြုံမုံလေးရောပြီးထည့်လိုက်ပါတယ်နောက်ပြီးဈေးဆိုင်ထည့်ထားတာလေအရှိရာဈေးဆိုင်ထည့်ထားတာလေးခုပြီးရောဟင်းလေးတစ်ခွက်ဖြစ်သွားပါတယ်ရှင်ကြည့်စုပြီးလို့ကျေးဇူးတင်ပါတယ်အတန်မကောင်းတာတော့အားထောက်ပေးပါရှင်